ဝမ်လင်းဟာတဲကန်နာရဲ့မှာခံညားစွာရက်နေရင်လက်တစ်ဖက်ကိုရင်ဘက်ရှိမှထုတ်ပြီးတိုက်ခိုက်ဖို့ပြင်လိုက်ပါတယ်။အဲ့ဒီနောက်မှာတော့သူ့ရဲ့အစွမ်းထက်ဆုံးဝက်ဖဲဖြစ်တဲ့ရှေးဦးနတ်ဖရာလိပ်စာစက္ကူကြီးကိုမြေပြင်ပေါ်မှာအကျယ်ကြီးဖြန့်ချလိုက်ပြီးနယ်မြေတစ်ခုလုံးကိုလွှမ်းမိုးလိုက်ပါတယ်။တစ်ဖက်မှာရှိတဲ့ရှောင်းရံဟာတဲမုံတွေကြားမှာသူ့ရဲ့ဝိညာဉ်အစွမ်းတွေကိုအကုန်စုစည်းလိုက်ပါတယ်။နတ်ဖရာကိုပွားကြီးတစ်ခုအဖြစ်ရုတ်တရက်ပြောင်းလဲသွားခဲ့ပါတယ်။ရှောင်းရံဟာဝိညာဉ်အစွမ်းတွေကိုအကုန်စုစည်းလိုက်ပါတယ်။မိုးကြိုးတွေမီးကြံတွေနဲ့အတူရှောင်းရံဟာအရှုံးမပေးပဲသူ့ရဲ့အရာမသားကြီးနဲ့ဘေးကိုအားပါပါနဲ့ဝေယမ်းလိုက်ပြီးသူ့ရဲ့ဝိညာဉ်စွမ်းတွေကိုအကုန်စုစည်းလိုက်ပါတယ်။ဝမ်လင်းရဲ့လိပ်စာစက္ကူထဲကနေအရှိန်ဟုန်ပြင်းတဲ့နွားလာဥတပါအုပ်စုကြီးဟာရုံထွက်လာပြီးရှောင်းရံရဲ့နတ်ဖျားကိုပွားကြီးကိုအတင်းအဓမ္မဝိုင်းရံတိုက်ခိုက်ပါတယ်။ရှောင်းရံကလည်းသူ့ရဲ့ဓာမကြီးကိုအားကုန်လွှဲပြီးအပြင်းထန်ပြန်လဲခုခံရင်တိုက်ပွဲဟာအမြင့်ဆုံးအဆင့်ကိုရောက်ရှိလာပါတယ်။နောက်ဆုံးမှာတော့ဝမ်လင်းနဲ့ရှောင်းရံတို့နှစ်ယောက်ဟာသူတို့ရဲ့အစွမ်းကုန်ကိုတုံးပြီးထိတ်တိုက်ရင်ဆိုင်လိုက်ကြရမှာကောင်းကင်နဲ့မြေကြီးတုံခါသွားလောက်တဲ့ပောက်ကွဲမှုကြီးဖြစ်ပေါ်ခဲ့ပါတယ်။ဒီပြင်းထန်တဲ့ရိုက်ခတ်မှုကြောင့်ဝမ်လင်းရဲ့လိပ်စာစက္ကူကြီးပါနှစ်ချမ်းကွဲသွားတဲ့အထိတိုက်ပွဲကတော့အသေးရစရာကောင်းနေခဲ့ပါတယ်။နောက်ပိုင်းတွေဆက်ကြည့်ဖို့ခေါ်လို့လုပ်ခဲ့ပါအောင်ဗျ။